ဒီလူကြီးပွက်ချီထားတဲ့အေယာမတတ္တဝါကြီးကတော့တရုတ်အေယာမဆာလာမန်နာပဲဖြစ်ပါတယ်သူ့ရဲ့အလေးချိန်ဟာပေါင်200နီးပါးလောက်ထိရှိနိုင်ပြီးကမ္ဘာပေါ်မှာအကြီးဆုံးကုန်းနေရည်နေတတ္တဝါလည်းဖြစ်ပါတယ်တရုတ်နိုင်ငံမှာတော့သူ့ကို baby fish ကလေးငါလို့လည်းခေါ်ကြပါတယ်ဘာကြောင့်လဲဆိုတော့သူအော်တဲ့အတန်ဟာကလေးငယ်တယောက်ငိုတန်နဲ့ခက်ဆင်ဆင်တူလို့ပါပဲသူ့ရဲ့လက်ချောင်းလေးတွေဟာလည်းကလေးလက်လေးတွေနဲ့တူပါတယ်တကယ်တော့သူ့မှာအတန်အိုးဘိုကယ်ကော့မရှိပါဘူးအတန်ထွက်ဖို့အတွက်သူ့ရဲ့အဆုတ်ထဲကလေတွေကိုတွန်းထုတ်ပြီးအတန်ပြုတ်ရတာဖြစ်ပါတယ်သူတို့ရဲ့ဥတွေဟာကြည်လင်တောက်ပတ်နေတဲ့ပူလဲကုန်းလေးတွေနဲ့တူပါတယ်ဥတစ်လုံးချင်းစီဟာအထုပ်လေးတွေလိုတိကျစီရှိနေတာကြောင့်အကောင်ပေါက်လေးတွေဟာသူတို့ကိုယ်ပိုင်ရေကူးနိုင်တဲ့နေရာလိုလေးတွေကိုရရှိကြပါတယ်တခါတရံမှာတော့ဥတစ်လုံးထဲမှာတင်အကောင်ပေါက်လေးတွေအများကြီးစုနေတာမျိုးလည်းတွေ့ရတတ်ပါတယ်ဒီဆာလာမန်နာတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း360မီလီယံကတည်းကကမ္ဘာပေါ်မှာရှိနေခဲ့တာပါဒါဟာဒိုင်နိုဆောတွေမပေါ်ခင်နှစ်ပေါင်း100မီလီယံလောက်ကတည်းကဖြစ်ပါတယ်အံ့ဩဖို့ကောင်းတာကသူတို့ရဲ့ရုပ်သွင်ပြင်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း300မီလီယံကနေဒီနေ့အထိတိတိတသာပြောင်းလဲသွားခြင်းမရှိတာပဲဖြစ်ပါတယ်သူတို့ဟာတစ်ပင်တွေပေါ်များပြီးလူသူကင်းဝေးတဲ့တိတ်ဆိတ်အေးမြတဲ့နေရာတွေကိုနှစ်သက်ကြပါတယ်ဒါအပြင်သူတို့ဟာရေသွေးကိုလည်းအယမ်းစီစာကြောင်တက်ကြပါတယ်ဒါကြောင့်တဘာဝတော်တောင်ထဲမှာသူတို့ကိုတွေ့ရတယ်ဆိုရင်အဲ့ဒီနေရာကရေဟာအလွန်တန်ရှင်းတယ်ဆိုတာကိုသက်သေပြနေတာပဲဖြစ်ပါတယ်